Yes, sir. Understood, sir. Very well, sir. Yeah, 没来少了，少兄弟，别少个人。 ဟုတ်ကဲ့ 呀，ဒီကိစ္စအရေးကြီးတယ်။ငါ့ကိုချက်ချင်းလိုက်ပြီ ဘာလို့လဲဘာလို့စီပလင်းဝင်းမောင်လဲကျွန်တော်ရဲ့မှာတခြားအရေးချင်းရှိတဲ့စုံတော့ဒီမှာအများကြီးပဲ ။ဟဲ့စုံတော့တယ်တော့ဒီကောင် success rate အများဆုံးပဲ နှစ်မှုပဲလိုက်ရသေးရလေဗျာ ။ဟဲ့နှမှုလိုက်တာနှမှုရှင်းတယ်လေကွာ။မင်းတော်တော်စကားများရဲ့ကောင်ပဲ။ငါ့အုံတော့မစားနဲ့။သွားချက်ချင်းလိုက်ပြီကောင်။ဟဲ့မင်းဘာထိုင်လို့လဲသွားရလေ။ဟဲ့ချက်ချင်းလို့နော် Yes sir ဆရာစီပလင်း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 ဟာနေကြီးရောက်ပြမိကုန်တော့မှာပဲ ဘာမပေါ့နင်ကတိုင်းပဲမလို့ငါမြင့်တင်တာမမြင်ဟိုင်းနေ plain size ကဲမောင်ပြူမင်းကိုကြည်ရတာအရေးကြီးတဲ့အမှုတစ်ခုရှိလာတယ်ဘာအမှုဖြစ်တာလဲပြော လူသက်မှုဖြစ်လို့ ဘယ်မှာဖြစ်တာလဲမောင်ပြူ ဆရာဘေးကမှာဖြစ်တာ